နောက်တစ်ပုံအနေနဲ့ကြတော့မဒီဒီဇိုင်းလေးကိုရွေးပေးထားတယ်ဒီဒီဇိုင်းလေးကကြတော့ဒါလူငယ်တွေများသောအားဖြင့်ဝတ်ချင်တဲ့ဒီဇိုင်းလေးပေါ့နော်ဆိုတော့ရှေ့မှာတော့ဆိုလို့ရှိရင်အမတို့ဒီလိုမျိုး column လေးတွေနဲ့သွားတာရှိတယ်ဒီရိုးရိုးရင်မျက်လုံးအေးတဲ့အပိုင်းလေးတွေပေါ့နော်အဲ့လိုဒီဇိုင်းလေးတွေသွားတာရှိတယ်ပေါ့နော်ဆိုတော့အမပြောခဲ့သလိုပါပဲတစ်ခုနဲ့တစ်ခုဒီဇိုင်းလေးတွေမတိုးပေါ့နော်အဲ့လိုမျိုးလူငယ်ဆန်ဆန်လေးဝတ်ချင်တဲ့သူဒါမှမဟုတ်လေရိုးရိုးအေးလေးပေါ့နော်အဲ့လိုဝတ်ချင်တဲ့သူတွေအတွက်အကုန်လုံးအတွက်ကိုပေါ့နော်မစဉ်းစားပြီးတော့မှမျိုးမတူညီတာလေးထည့်ပေးထားတယ်ပေါ့နော်သူကကြတော့ဒီမှာသူကရင်ရှက်လေးဒီလိုမျိုးသူကရင်ရှက်လေးတွားထားတယ်အဲ့ရဲ့အယူဆလေးကိုဘယ်လိုယူရမလဲဆိုတာလေးကိုလည်းအမဒီတေးလေးပြောပေးသွားမယ်ဒီရဲ့ပတ်သက်မှာကြတော့သူကတောက်တွေအများကြီးပဲထိုးစရာရှိရပေါ့နော်ပြီးပြီဆိုလို့ရှိရင်လေသူကဘာလေးရှိမလဲဆိုတော့ဒီမှာလက်ပေါ့နော်လက်ကကြတော့ဒီမှာလက်ဖောင်းလေးဒီဘေးမှာလည်းသူကတစ်ပြင်လုံးတွန့်ထားတယ်အဲ့ရဲ့အတွန့်အယူဆလေးဘယ်လိုယူမလဲဆိုတော့ technique လေးလည်းမထည့်ပေးသွားမယ်နော်ဒီမှာလည်းသူကအတွန့်ရှိတယ်ဒီမှာကြတော့ဂဲသားအတွန့်ဒီမှာကြတော့သူကပလီချက်အတွန့်ပေါ့နော်မတူတထောင်နဲ့ဒီအတွန့်လေးတွေယူထားတာလေးတွေမတူဘူးပေါ့နော်ဆိုတော့တောက်တွေကိုဘယ်လိုဖြောက်မလဲဖြောက်ပြီးတော့ပေါ့နော်အတွန့်တွေဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာလေးတွေကိုအမဒီမှာဒီလေးပြောပြသွားမယ်โอเคအဲ့ဒါဆိုလို့ရှိရင်မတို့ပတ်တက်နေသွားကြည့်အောင်နော်အခုဒီအင်ဂျီပတံဆွဲဖို့အတွက်အမသုံးနေကြဒီ body frame ကိုပဲအမ copy ယူထားတယ်ဒီအရှည်ကကြတော့ကိုဝိမဲ့အရှည်ထည့်ပါမယ်နော်ညီမလေးတို့လည်းကိုသုံးပြုတ်နေကြပဲ body frame ကိုပဲဖြစ်ဖြစ်သုံးလို့ရတယ်ပြီးရင်ကိုဝိမဲ့အရှည်ကိုရင်ထည့်ပါအကဲကိုမှကဒီမျိုးပခုံးတောက်တွေရင်မေးတောက်တွေပါခဲ့တယ်ဆိုလို့ရှင်တောက်လေးတွေကိုပိတ်ပေးပါဒီမှာလာခွဲချမယ်ပေါ့နော်အဲ့တော့အရင်ဆုံးအမဘာလေးလုပ်မလဲဆိုလို့ရှိရင်ဒီတောက်ကလေးကိုလေသူ့ရဲ့အင်ဂျီပုံစံလေးကကြတော့သူကရင်အလုံးဝမှာသူကတောက်လေးတွေပေါ့နော်အတွန့်လေးတွေပေါ့အဲ့တောက်ကိုသူကအတွန့်ပြန်လောက်ထားအဲ့ဒါလေးတွေထည့်ထားတယ်ဒါပေမဲ့ရင်အောက်မှာကျတော့သူကလုံးဝကိုရှင်းတက်နေတာပေါ့နော်အဲ့တိုင်းတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာကတချို့ပတန်နေဆိုလို့ရှိရင်ဒီမှာရင်လုံးဝတစ်ခါတည်းစားထားတာရှိတယ်အမရဲ့ပတန်ကတော့အမမစားဘူးအရင်ဗီဒီယိုတွေမှာလည်းအမပြောခဲ့တယ်အမရဲ့ပတန်ဒီလိုအပ်မှစားတယ်မလိုအပ်လို့ရှိရင်အဲ့ဒါကြီးမသုံးဘူးပေါ့နော်โอเคအဲ့တော့ဒီပတန်မှာလိုအပ်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့အမဒီပတန်မှာသုံးမယ်ပေါ့နော်အဲ့တော့ဒီမှာဘလောက်ကိုဆင်းလိုက်မလဲဆိုလို့ရှိရင်8 cm ဆင်းလိုက်တယ်8 cm ဆင်းပြီးပြီဆိုလို့ရှိရင်ဒီကနေပြီးတော့မှအရင်ဗီဒီယိုတွေမှာတော့လည်းအမဒီလိုမျိုးလုပ်ခဲ့ဘူးတယ်နော်ပြီးရင်ဒီအမှတ်ကနေပြီးတော့မှ 1cm ထွက်ပေးတဲ့ဘယ်အမှတ်လဲဒီမှာမြင်းတစ်ချောင်းဆွဲပြလိုက်ဘယ်အမှတ်လဲသူနဲ့လာစုံတဲ့အမှတ်ကနေပြီးတော့မှ 1cm ဟိုဘက်ကို1ဒီဘက်ကို1ထွက်ပေးတယ်ထွက်ပေးထားတဲ့အမှတ်ကနေပြီးတော့မှ 2cm ထပ်ပြီးဆင်းတယ်နော်2cm ထပ်ပြီးတော့ဆင်းတယ်ပြီးရင်ဘာလာလုပ်မလဲဒီမှာရင်လုံးကက်ကက်လေးလိုချင်လို့အမဒီလိုမျိုးလာပြီးတော့ဒီမှာတောက်လာစားပေးတယ်ပေါ့နော်နော်ဒါဆိုလို့ရှိရင်အမတို့ဒီကောင်ကဖြတ်ချမယ့်ကောင်နော်ဘာမှမလုပ်ခင်မှာအကယ်၍မြန်ကိုကအစိုးရတဲ့ကဒီရင်လုံးဝင်နေစားထားပြီးသားဖြစ်တယ်ဆိုဒီပိုင်းကထပ်ပြီးလုပ်စရာမလိုတော့ဘူးနော်ဒီပိုင်းကထပ်လုပ်စရာမလိုတော့ဘူးအမတောက်ဒီဘာမှမထည့်ထားခဲ့တဲ့တောက်မလို့အမဒီမှာလာပြီးတော့မှသုံးပြုတ်နေတာပါโอเคခုနကတော့ပြောဖို့မေးခဲ့တာကဘာလဲဆိုတော့ဒီလိုမျိုးတစ်ချမ်းနဲ့အမတို့ copy ယူလို့မရဘူးဒီလိုမျိုးပြန် copy ယူမှပဲရမှာပါနော်โอเคအဲ့ဒါဆိုလို့ရှိရင်နောက်တစ်ခုကဘာလေးလုပ်ချင်လဲဆိုလို့ရှိရင်သူ့ရဲ့အင်ဂျီကိုကြည့်လိုက်သူကလေဘိုက်သားထဲမှာလုံးဝရှင်းကတ်နေရပဲလုံးဝလှိုင်းတွန့်နေပါလေအင်ဂျီတွန့်နေတာတွေမရှိဘူးနော်အပိုတွေအင်ဂျီတွန့်နေတာတွေအိုင်နေတာတွေဘာတကူမှမရှိတဲ့အတွက်ကြောင့်မလို့အမကသူနဲ့သူရဲ့နဲ့တဝက်ဒီမှာ17ရှိရဲဆိုလို့ရှိရင်အမဒီမှာ9ခွဲပေါ့နော်9ခွဲသူနဲ့တဝက်ကိုမြင်းဖြောင်းတစ်ချောင်းဒီလိုမျိုးဆွဲလိုက်မယ်မြင်းဖြောင်းတစ်ချောင်းဆွဲပြီးဆိုလို့ရှိရင်ဒီမှာ 1cm ထောက်လေးတစ်ချောင်းထိုးလိုက်မယ်ဘာကြောင့်လဲဆိုလို့ရှိရင်သူ့ရဲ့အင်ဂျီအတိုင်းလေးပေါ့နော်လုံးဝကိုပွက်တဲ့အင်ဂျီတွေလို့ရှင်းလင်းပြီးတော့လေဘိုက်ထဲမှာလေလုံးဝကိုအင်ဂျီတွန့်နေတာတွေအင်ဂျီအသားပိုနေတာတွေမရှိဘဲနဲ့အဲ့လိုလေးဖြစ်နေအောင်လို့အမဒီမှာတောက်လေးတစ်ချောင်းတာထိုးတယ်ပြီးပြီဆိုလို့ရှိရင်အမတို့ပဲတိုင်းသွားမလဲဆိုတော့အခုဒီအပိုင်းကျတော့မှပြင်ပြီးပြီဆိုဒီဘက်ကအမှန်ဆိုလို့ရှိရင်ဒီနားထိမလို့ဘူးဘာကြောင့်လဲဆိုလို့ရှိရင်သူ့အင်ဂျီဒီလိုလာတာဖြစ်တဲ့အတွက်ကြောင့်အမတို့ပခုံးလေးပဲလိုတာဖြစ်တဲ့အတွက်ကြောင့်ဒီဘက်ကိုမသုံးတော့မှဒီဘက်ပဲပြမယ်โอเคအဲ့ဒါဆိုလို့ရှိရင်အမတို့ဒီမှာပေါ့နော်ပခုံးထိတ်ရှိတယ်မင်းအမဲနဲ့ဟိုဖြစ်ပြီးတော့မင်းအမဲနဲ့ပြန်လို့အစင်းနေမပြေဘူးโอเคအဲ့ဒါဆိုလို့ရှိရင်ဒီမှာပခုံးထိတ်ရှိတယ်ဒီပခုံးထိတ်ကနေပြီးတော့မှဘလောက်ဝင်မလဲဆိုလို့ရှိရင် 2.5 ဝင်ပေးမယ်ဘလောက်လဲဆိုရင် 2.5 အမှတ်စာရမြေတော့စာရရင်ဒီမှာရှုပ်နေမှာဆိုအဲ့ 2.5 ဝင်ထားတဲ့အမှတ်ကနေပြီးတော့ 4cm ထပ်ပြီးဒီဘက်ကိုတိုးပေးဆိုလိုချင်တဲ့သဘောကမတို့ရဲ့ဒီပခုံးမှာလာပြီးတော့မှဒီပခုံးပြားလေးဒီ 4cm ပဲယူမယ်ဆိုတဲ့သဘောနော်ဟုတ်ပြီအဲ့လိုလေးရပြီဆိုလို့ရှိရင်အမတို့ဒီမှာဒီပုံမှာပေါ့နော်မဟနေအောင်ရင်နေမဟနေအောင်လို့ဒီမှာတောက်တွေထိုးပေးရမယ်တောက်တွေထိုးပေးရမယ်ဆိုတော့အမဒီမှာကအမတို့ရဲ့ရင်ထိတ်အမှတ်ရှိတယ်ဒီမှာရင်ထိတ်အမှတ်ရှိတယ်အဲ့ဒီရင်ထိတ်အမှတ်ကနေပြီးတော့မှအပေါ်ကိုအမ 8cm မြင်းတစ်ချောင်းဆွဲလိုက်မယ် 8cm တက်ပြီးမယ်ညီမလေးတို့ဒီမှာဒီရင်လုံးဝန်းကို 8cm ဒီအရန်ပေါ်နေတယ်ပေါ်နေတယ်ပေါ့နော်ပေါ်နေရဆိုရင်မဝိရဲဘူးအဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင် 9cm 10cm သဘောတစ်ခုကဒီအရင်သူ့ရဲ့ဒီဇိုင်းလေးအရင်အပေါ်တက်သွားရင်တော့မလှဘူးနည်းနည်းလေးအဲ့လိုမျိုးလေးနည်းနည်း height တာလေးဝတ်မှပဲလှမယ်ပေါ့နော်ဒါပေမဲ့အမဒီမှာ 8cm ယူထားခဲ့တယ်ညီမလေးတို့ဒီ
9cm လောက်ထိယူကွာ8ထက်တော့မမြင့်နဲ့8ထက်မြင့်ရှေ့ဒီမှာရှေ့ရင်ချိန်နားတီရောက်ပါပြီရှေ့ရင်ချိန်နားရောက်ပြီဆိုလို့ရှိရင်အမတို့ဒီမှာလာဝိုက်တာတွေကလည်းအဆင်မပြေတော့မလှတော့ဘူးလေနော်အရင်လုံနေလို့ရှိရင်လည်းမလှတော့ပြန်ဒီဒီဇိုင်းလေးကအဲ့တော့ဒီဒီဇိုင်းလေးဝတ်မယ်ဆိုလို့ရှိရင်နည်းနည်းဟို height ဒီ height လေးကတော့ပိုလှတယ်ကွယ်ပြောချင်တာတော့ okay အဲ့တော့အမဒီမှာ 8cm တက်လိုက်တယ်အဲ့ဒီ 8cm မြင်းဆွဲထားတဲ့ကနေပြီးတော့တောက်ထိုးပေးရမယ်လေနော်ဒီမှာဟာမှာဆိုလို့တောက်ဟိုဘက်ကို1ဒီဘက်ကို1နဲ့ 2cm တောက်ထိုးပေးတယ်နော်ဒီမှာထည့်ပေးသွားလိုက်ဒီလိုလေးမတို့တောက်ထိုးပေးပြီဆိုလို့ရှိရင်ဒီမှာရင်လုံးဝန်းကိုဘယ်နေရာနဲ့လာဆက်မှာလဲပေါ့နော်ဒီနေရာနဲ့ဆက်ချင်သလားဒီနေရာနဲ့ဆက်ချင်သလားကိုဝိုက်ချင်တဲ့နေရာနေဝိုက်ပြီနော်ဒါကြီးဆိုလို့ရှိရင်အရန်တဲ့ရေးဖြစ်သွားတယ်သူကကြောက်တဲ့မသွားထားဘူးတဲ့မသွားထားဘူးဖြစ်တဲ့အတွက်ကြောင့်မလို့အမကဒီနေရာလောက်ကနေပြီးတော့ဆက်မယ်ပေါ့နော်အမကတော့အရင်ဦးဆုံးပေါ့နော်အမတို့အရင်ဦးဆုံးအမတို့ဒီမှာခဲတံလေးနဲ့သွားတာကောင်းတယ်ပြီးတော့မှကိုစိတ်တိုင်းကြပြီဆိုတော့မှပဲအတီးယူမယ်ပေါ့နော်โอเคအဲ့တော့အမတို့ဒီမှာတော့ဒီလိုလာဆက်ပြီးသွားပြီဒီလိုလာဆက်ပြီးသွားပြီဆိုလို့ရှိရင်ဒီကောင်နဲ့လှမ်းပြီးဆက်ကဒီကောင်နဲ့လှမ်းပြီးဆက်တဲ့အခါမှာအမတို့သူ့ကိုလည်းနည်းနည်းပေါ့နော်လှအောင်ပေါ့လှအောင်အမတို့သွားမယ်ဒီရှေ့ရင်ကျဲဒီမှာပေါ့နော်ရှေ့ရင်ကျင်းမြင့်ရှိအဲ့ဒီမြင်းနဲ့ဒီလိုမျိုးလှမ်းဆက်လို့လည်းရတယ်ဒါပေမဲ့အမကတော့ရှေ့ရင်ကျင်းမြင့်ထက်အောက်ကို 1cm လောက်ချပြီးတော့မှသွားမယ်ပေါ့နော် 1cm လောက်ချပြီးတော့မှသွားမယ်ဆိုတော့ဒီလိုလေးလှမ်းဆက်လိုက်မယ်အဲ့တော့ဒီမှာအမတို့ဒီမှာပေါ့နော်သွားဆက်ပြီးပြီဆိုလို့ရှိရင်ဒီနေရာမှာတောက်လေးတစ်ချောင်းမှာထိုးမယ်ဒီမှာတောက်လေးတစ်ချောင်းထပ်ပြီးတော့ထိုးပေးရမယ်လေဘယ်လောက်လဲဆိုလို့ရှိရင် 0.5 အဲ့ 0.5 ကိုဒီဘက်ကပဲထိုးဒီဘက်ကပဲထိုးရတယ်နော်အဆင်ပြေတဲ့နေရာကနေတောက်တစ်ချောင်းထိုးလိုက်ဘယ်လောက်လဲဆိုလို့ရှိရင် 0.5 ဒီမှာကခုနထိုးခဲ့တာ 2cm နော်ပြီးရင်ဒီနေရာကိုကြည့်မယ်ဒီနေရာကနေပြီးတော့မှသူကဒီလိုလှမ်းပြီးတော့မှဝိုက်မှာအဲ့ဟာကိုလည်းပဲအမတို့ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဒီမှာအမတို့ဒီမှာဆင်းထားခဲ့တော့ရင်လုံးဝန်းလေရင်လုံးဝန်းဆင်းထားခဲ့တယ်အမ 8cm ဆင်းထားခဲ့တယ်ရင်လုံးဝန်းရှိအဲ့ရင်လုံးဝန်းကနေပြီးတော့ပဲသူ့ကိုလည်းခဲတံလေးနဲ့အရင်ဆုံးရာကြည့်ခဲတံလေးနဲ့အရာကြည့်ဒီနဲ့ကိုလာပြီးတော့မှဆက်မှာပေါ့နော်โอเคအဲ့ဆိုလို့ရှိရင်အမတို့စိတ်ကြိုက်ဖြစ်ပြီလားစိတ်ကြိုက်ဖြစ်ပြီဆိုတော့မှအမမင်းအပြာလေးနဲ့ထပ်ပြမယ်နော်သူကကြတော့ဒီနေရာလေးကိုသူကလေဒီလိုမျိုးဒေ့သွားထားတာမဟုတ်နည်းနည်းဝိုက်လေးသွားထားတာဆိုတော့အမကဒီလိုမျိုးလေးနော်ဒီလိုမျိုးလေးသွားလိုက်မယ်ဒီလိုမျိုးသွားလိုက်မယ်ဒီနေရာကိုကျတော့သူကအရင်ကြီးမဖောင်းပိန်နေပိန်တာဖြစ်တဲ့အတွက်ကြောင့်မလို့အမတို့ဒီမှာလာပြီးတော့ညှိမယ်နော်ကိုကအရင်ဆုံးခဲတံလေးနဲ့အရင်ရကြီးကိုစိတ်တိုင်းကြပြီဆိုတော့မှဆက်ပြီးတော့မတို့သွားမယ်နော်ဒီလိုပုံစံမျိုးပြီးရင်ဒီတစ်ကောင်ကကြာသူကနည်းနည်းလေးဒီလိုလေးသွားမယ်ပြီးရင်ဒီကောင်လေးနဲ့ဒီလိုလေးလာဆက်ဒီကောင်လည်းအဲ့လိုပဲနော်အဲ့ဆိုရှင်မတို့ဒီလိုမျိုးလေးသွားလိုက်မယ်ပြပြီဆိုလို့ရှိရင်မတို့ဒီတောက်လေးတွေကတ်မယ်ဒီနေရာမှာလည်းတောက်လေးတစ်ချောင်းလာပြီးတော့မှထိုးပေးရမယ်ဘယ်လောက်တောက်လဲဆိုလို့ရှိရင် 1cm ဘာကြောင့်လဲနောက်မှာမတို့ဟနေမှာဆိုလို့နော်ဒီနောက်မှာဟနေမှာဆိုလို့သူတို့နှစ်ကောင်ဒီလိုလာရှက်တဲ့အချိန်မှာဒီနောက်မှာဟနေမှာဆိုလို့ပြီးရင်ဘာလေးထပ်လုပ်ရမလဲဆိုလို့ရှိရင်ဒီတောက်ကိုမတို့ဒီမှာလာပြီးတော့ထိုးပေးရမယ်သူ့ကိုကြတော့ဘယ်ကနေထိုးမလဲဆိုလို့ရှိရင်ဒီကနေပြီးတော့မှ 1cm ထိုးပေးလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်သူကဒီမှာအမတို့တောက်တွေစားပြီးသွားဖြစ်သွားပြီနော်ဒီနေရာလဲသူကလည်းသူအလိုလဲသူဒီမှာတောက်လာပိတ်မယ်ဒီကောင်လေးကလည်းဒီမှာလာပြီးတော့တောက်ထပ်မယ်နော်ပြောချင်တဲ့သဘောကဒီနေရာမှာလဲဟစရာမလိုတော့ဘူးဒီနေရာမှာလဲဟနေမှာစိတ်ပူစရာမလိုတော့ဘူးနော်အဲ့ဒါဆိုလို့ရှိရင်အမတို့ဒီလိုပုံစံမျိုးလေးရပြီဆိုလို့ရှိရင်ဒီမှာပခုံးမှာကြတော့ 0.5 ဘယ်လောက်လဲဆိုလို့ရှိရင် 0.5 လေးတောက်ထိုးပေးမယ်ဘာကြောင့်လဲပခုံးမှာလည်းပဲနော်သူကတ်နေအောင်လို့โอเคဒီကောင်လေးကတောက်စားပြီးပြီဆိုလို့ရှိရင်နောက်တစ်ခုဘာလေးထပ်လုပ်ရမလဲဆိုဒီနေရာကနေလာပြီးတော့မှသူဝိုက်အောင်ပါနော်ဝိုက်အောင်မှဖြစ်တဲ့အတွက်ကြောင့်မလို့အမကအခုဒီမှာပေါ့နော်ရင်ထိတ်မြင်းရှိတယ်တွေ့လားရင်ထိတ်မြင်းရှိတယ်အဲ့ဒီရင်ထိတ်မြင်းကနေပြီးတော့ပဲဖြတ်ချလိုက်တော့မယ်နော်ဖြတ်ချလိုက်တော့မယ်ဆိုတော့သူကလေဒီလိုမျိုးလေးခုနအမတို့ 8cm ဆင်းထားတဲ့အမှန်နဲ့ဒီလိုလေးပဲလာထိပြီးတော့မှဖြတ်ချလိုက်တော့မယ်အဲ့ဒါဆိုလို့ရှိရင်အမတို့ရဲ့ပတန်လေးဒီဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်ဒီမှာ F1 ဒီဟာလေးကကြတော့ F2 လေးနော်ဒီတစ်ကောင်လေးကကြတော့ F3 လေးနော်ဒီကောင်လေးကကြတော့ F3 လေးဖြစ်သွားမယ်โอเคအဲ့ဒါဆိုလို့ရှိရင်အမပတန်လေးဖြစ်ပြမယ်နော်ထောက်ဖြောက်ဖို့အတွက်ဒီကနေပြီးခွဲချလိုက်လိုလေးရပြီဆိုလို့ရှိရင်ဒီနေရာမှာမညီတော့ဘူးမညီတဲ့ကောင်လေးကိုပြီးရင်အမတို့ဖြည့်ပေးရမယ်ပေါ့နော်ပြီးရင်ဒီကောင်လေးကိုလည်းတောက်ရင်ထားလိုက်မယ်ပြီးရင်ဒီမှာ 0.5 စားထားတဲ့နေရာကနေဖြတ်ချ
sorry ဒီမှာအမဘာလေးတခုပြောဖို့ကြံခဲ့လဲဆိုလို့ရှိရင်ဒီပခုံးလေးကိုတော့မတို့တိုင်မိထားမယ်ဘာကြောင့်လဲဆိုတော့အင်ကြီးလက်သွားတွန်းလို့ရှိရင်အင်ကြီးလက်သွားတွန်းလို့ရှိရင်ဒီမှာပေါ့နော်သူ့ရဲ့တန်ဖိုးလေးဘယ်လောက်ရှိလဲဆိုတော့အမတို့သိမှဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာအမတို့ခုနကတော့ဘယ်လောက်ဝင်ထားခဲ့လဲ2.5 ဝင်ထားခဲ့တယ်2.5 ဝင်ထားခဲ့တာနဲ့ဒီတကောင်လေးနဲ့ကိုလာပြီးတော့မှတ်ပေးတာဒီကောင်နဲ့သူနဲ့ဂျားတန်ဖိုးလေးဘယ်လောက်ရှိလဲဆိုတာကိုတိုင်းပြီးဆိုလို့ရှိရင်ဒီညမှာလာမယ်ဥပမာဒီမှာ20ရှိရဆို20ဆိုပြီးမှတ်ထားပြီ။ဘာကြောင့်လဲဆိုလို့ရှိရင်အမတို့ဒီမှာပေါ့နော်လက်တက်လို့ရှိရင်အဲ့တန်ဖိုးလေးလိုတာဖြစ်တဲ့အတွက်ကြောင့်မလို့နော်။ Okay အဲ့ဒါလေးခုနကပြောဖို့ကြံခဲ့။အဲ့ဒါဆိုလို့ရှိရင်အမတို့ဒီမှာသူ့ကိုလူမျိုးလေးခဏဖြတ်ချလိုက်မယ်။ဖြတ်ချပြီးပြီဆိုလို့ရှိရင်အမတို့ဒီမှာတောက်တီထိုးစရာရှိရတယ်။တောက်လေးဖြောက်လိုက်မယ်နော်။ပြီးရင်ဒီမှာ point 5လေးခုနထားခဲ့တဲ့ကောင်လေးအဲ့ဒါဆိုလို့ရှိရင်နည်းနည်းဒီမှာမညီမညာတွေဖြစ်သွားပြီအဲ့ဒီမညီမညာတွေကိုမတို့ပြန်ပြီးတော့ညှိမယ်နော်ပြန်ပြီးတော့ညှိမယ်ဆိုတော့အဲ့တိုင်းကိုကသဘောကျပြီလားသဘောမကျဆိုလို့ရှိရင်ပို့လို့လူမျိုးတက်ပြီးဝိုက်ပြီးသွားတာလို့ပေါ့နော်ကိုစိတ်ကြိုက်လို့ရတယ်ကိုစိတ်ကြိုက်ဖြစ်ပြီဆိုရင်ဖြတ်ချလို့ရပြီနော်ဆိုရင်ဒီမှာမလိုရာကြီးအဖြတ်ချလိုက်ပြီဖြတ်ချလိုက်ပြီဆိုလို့ရှိရင်ဒီကောင်ကိုလည်းမတို့ဖြတ်ချမယ်နော်ဒီမှာတွေ့လားတော့အဲ့ဒီအကောင်လေးကဒီမှာအမတို့အတွန့်နေတွန်းလိုက်လို့ရှိရင်ဒီကောင်လေးကပါသွားမှာနော်ဒီကောင်လေးကသိအရင်မကြည့်ဘူးပြီးရင်ဒီတကောင်ကတော့အမတို့ထောက်လာထပ်ကမယ်အဲ့ဒါဆိုလို့ရှိရင်အမတို့ရဲ့အင်ဂျင်လေးကဘယ်လိုလေးဖြစ်မှာလဲဆိုလို့ရှိရင်ဒီကောင်နဲ့ဒီကောင်လေးလာချုပ်မှာနော်ဒီကောင်လေးကကျတော့သူကအရှိမဖြစ်တဲ့အတွက်ကြောင့်မလို့ခောက်ချောင်းလေးနဲ့တူညှက်ပေးရမှာဒီကောင်လေးကကျတော့အမတို့ဒီတကောင်လေးကလည်းတွန်းစားတယ်ဝင်သွားမှာဒီမှာပုံနဲ့ဒီတန်ဖိုးဒီပိတ်ကိုဒီတိုင်းပဲညှက်မှာနော်ပိတ်ကိုဒီတိုင်းပဲညှက်ချလိုက်ပြီးတော့မှဒီမှာဒီရဲ့တန်ဖိုးကိုအတွန့်လေးလာထဲမှာအဲ့ဒီအတွန့်လေးတွေကိုကိုကညီတို့များတူဒီမှာလာတွန့်နေရတယ်ဒါမှမဟုတ်သူ့လိုမျိုးဒီလိုမျိုး3တွန့်အဲ့လိုမတွန့်ပဲနဲ့လက်ကလိုမျိုးလေလက်မှာဆိုလို့ရှိရင်ဟိုနေတဲ့နေရာနဲ့များတဲ့နေရာများပြောမယ်ဆိုလို့ရှိရင်ခဲသားပေါ့ကွာအဲ့လိုခဲသားအတွန့်လေးအဲ့ဒီခဲသားလိုမျိုးအတွန့်လေးအရှုံတွန့်လေးလာတွန့်လေးရတယ်ပေါ့နော်ပြောချင်တဲ့သဘောဒါလေးနဲ့ဒါလေးဒီအတွန့်စားလေးပါသွားမှာဒီကောင်လေးတွေကတော့လာချုပ်မှာနော်ပြီးရင်ဒီကောင်လေးကတော့ခောက်ချောင်းလေးနဲ့ okay ဒါကတော့အရှိပိုင်းလေးပြီးသွားပြီဆိုတော့အမတို့နောက်ပိုင်းလေးကိုပြောမယ်နောက်ချမ်းလေးပြောမယ်နော်Okay နောက်ချမ်းကိုလည်းဘယ်မှာ copy ယူထားတယ်လက်ကလေးကိုလည်းဘယ်မှာ copy ယူထားတယ်အဲ့တော့ခုနကအရှိမကအမတို့ဒီကနေပြီးတော့ဘယ်လောက်ဝင်ခဲ့လဲ 2.5 ဝင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာလည်း 2.5 ဝင်ပေးမယ် 2.5 ကနေပြီးတော့ဟိုဘက်ကို 4cm เนาะအဲ့ဒီ 4cm ကိုအခုဒီမှာလေပင်ပေါက်ကိုတော့ကိုကပေါ့နော်ဒီလိုမျိုးအဝိုက်သွားမလားဒီလိုအချွန်းသွားမလားကြိုက်တယ်လို့သွားဒါပေမဲ့အမကတော့ပုံမှန်ရိုးပဲသွားလိုက်မယ်ရိုးပဲသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့လေပင်ကိုအမဘယ်လောက်ချလိုက်မလဲဆိုလို့ရှိရင်လေပင်ကိုသူကအရှိမဒီဘေးကိုပြေးထားတာဖြစ်တဲ့အတွက်ကြောင့်မအောက်ကိုတော့မှတူးစင်ချပြီးတော့မှလေပင်နည်းနည်းပြေးတဲ့ပုံစံမျိုးသွားလိုက်မယ်နော်ဒါမဲ့ဒီနေ့ဒီအရင်ကြီးမပြေးဘူးလေပင်ကလေအရင်ကြီးမပြေးဘူးအမဒီလိုပုံစံမျိုးလေးသွားလိုက်မယ်ပြီးရင်ဂျိုင်းလေးကို white ပေးမယ်အမတို့ဒီပခုံးမှာက 2.5 ဝင်ထားခဲ့တဲ့အတွက်ကြောင့်မလို့ဒီမှာလည်း2စင်ဝင်ပေးနော်ဝင်ပေးပြီဆိုလို့ရှိရင်ဂျိုင်းလေးကို white ပေးရတယ်နော်ဒီလိုလေးဂျိုင်းလေးပြန်ဝိုက်ပေးပြီးလို့ရှိရင်ရပါပြီလေဘင်းကလေကိုသွားချင်လို့သွားလို့ရတယ်လို့ပြောနော်အမကအရှိနဲ့အညီဒီတိုင်းကြည့်လို့ရှိရင်တော့လေဘင်းရဲ့ဒိတ်လို့ဖြစ်နေတယ်ဆိုပေမဲ့သူကအရှိမှတော့ကလေဘင်းလေးကပြဲထားခဲ့တာဖြစ်တဲ့အတွက်ကြောင့်အမလည်းအနောက်မှာဒီလိုမျိုးပြဲပြီးတော့အောက်ကိုချချင်ထက်ချလို့ရတယ်နော်ဒီလိုအဝိုင်းသွားလဲရတယ်အချွန်းသွားလဲရတယ်ကိုသွားချင်လို့သွားလို့ရတယ်နော်โอเคအဲ့တော့သူကကျတော့လေနောက်စစ်ပဲနော်အမအခုနောက်ပိုင်းအခုဒီရက်ထဲပြောနေရတယ်ဒီအကုန်လုံးနောက်စစ်တွေပဲနောက်ပိုင်းကျလို့ရှိရင်တော့မှလူရင်ပုံးလေးတွေရင်စီလေးတွေခါပေးမယ်နော်သူက zip ပါတဲ့အင်ဂျီတွေမှန်သမျှဒီမှာခါးတွေမှာတောက်ထိုးပေးရတယ်ကျိုးတွေမှာတောက်ထိုးပေးရစားပေးရတယ်ပေါ့နော်တောက်တော့မဟုတ်ဘူးပေါ့စားပေးရတယ်โอเคအဲ့တော့ဒီမှာစားတဲ့ရှိတာတွေစားပေးမယ်နော်ဒီမှာကျတော့နည်းနည်းလေး 0.5 လေးပဲဒါအမလိုချင်တဲ့အရှိအောက်ကိုချထားတယ်โอเคဒါဆိုလို့ရှိရင်အနောက်ချမ်းလေးကဒါပဲအဲ့တော့အမဒီမှာလက်ကိုသွားမယ်လက်ကကျတော့အမဝစ်ချင်တဲ့အရှိကအမဒီမှာ20ယူလိုက်မယ်နော်20ဆိုဒီမှာ20ရှိပါတယ်တကယ်လို့ကိုကထပ်ပြီးတော့20ဆိုလို့ရှိရင်တော့တော်တော်လေးဟိုဖြစ်နေသေးတယ်ဆိုတော့သူ့လက်တိုင်းလေးပဲသွားမယ်ဆိုလို့ရှိရင်အမ24လောက်ယူလိုက်မယ်24လောက်ယူပြီးအမရေလောက်ဝထည့်မယ်ဟိုဘက်14ဒီဘက်14ဒီမှာလောက်ဝထည့်ပြီးပြီဆိုလို့ရှိရင်အမတို့သူ့ကိုဘောနော်လက်ဖောင်းစာလေးတွေ
သူကပေါ့နော်ဒီတစ်ပြင်လုံးသူကဒီမှာအတွန့်ပါတယ်ဒီအပေါ်မှာလည်းအဖောင်းအတွန့်ဒီတစ်ပြင်လုံးလည်းအတွန့်အဲ့ဒီတော့အမတို့ဘာလုပ်မလဲဆိုလို့ရှိရင်ဒီကနေပြီးတော့မှလက်ကိုအရင်ဆုံးဖြတ်ပြမယ်နော်အဲ့ဒီတော့ဒီမှာအမတဆင်ချင်းပြသွားမယ်โอเคအမတို့မလိုတဲ့အပိုင်းတွေဖြတ်လိုက်ပြီဒါလေးပဲကျွန်တော်အမတို့လိုချင်တဲ့လက်လေးပဲကျွန်တော်အဲ့တော့တဆင်ချင်းပြသွားမယ်ဒီအပိုင်းလေးဒီဘာအတွက်လဲဆိုလို့ရှိရင်လက်ဖောင်းအဖောင်းစာအပေါ်လေးမှာလက်ထောင်လေးနဲ့ဖောင်းနေတဲ့ဟာအဲ့ဒီအတွက်ကိုဒီတစ်ကောင်လေးကိုဖြတ်ချနော်အမှန်ကရှင်းပါတယ်ဘာမှမခတ်ဘူးမပြတ်တော့ပြတ်သွားโอเคဒီမှာကြည့်ပေးမယ်နော်ဒီလိုမျိုးအမတို့ခွဲခြားလိုက်တာဒီအပေါ်လေးမှာဖောင်းလေးဖြစ်နေအောင်တွန့်စာဖောင်းစာယူမယ်အဲ့တော့ဒီမှာကမြင်းတစ်ချောင်းဆွဲလိုက်မယ်โอเคအမဒီမှာဒီကောင်းနဲ့မြင်းတစ်ချောင်းဆွဲလိုက်ဆွဲပြီးပြီဆိုလို့ရှိရင်ဒီကောင်လေးဒီဘာအတွက်လဲဆိုလို့ရှိရင်တော့ပခုံးမှာချိန်နေမယ်အဖောင်းစာဒီမှာဒီကအတွန့်စာโอเคနော်အဲ့ဒီတော့ဒီကောင်ကိုအမဒီကြားထဲမှာမဘလောက်ယူလိုက်မလဲဆိုလို့ရှိရင်15စင်တီမီတာယူလိုက်မယ်15စင်တီမီတာယူလိုက်မယ်15စင်တီမီတာဒီမှာရှိရနော်ဒီကနေပြီးတော့မှအပေါ်ကိုအမြင့်ကအမဒီမှာဘလောက်ယူလိုက်မလဲဆိုလို့ရှိရင်10 cm ယူလိုက်မယ်ဘာကြောင့်လဲဆိုရှင်သူကပခုံးကြည့်ဖြစ်တဲ့အတွက်ကြောင့်ပခုံးလေးမှာလာတင်နေအောင်လို့နည်းနည်းပိုများပြီးယူတာပေါ့နော်ပုံမှန်ဆိုလို့ရှိရင်မတို့ normal လေးဆိုလို့ရှိရင်အရှိမတင်ခဲ့တဲ့ video file လေးကိုကြည့်ပြလာမသိဘူးနော်ဆိုတော့အရှိမတင်ခဲ့တာ normal ဆိုလို့ရှိရင် 3cm ဒါ normal လေးအလားဆုံးအဲ့ရနေပြီးတော့ထပ်မြင့်ကျင်နေဆိုလို့ရှိရင်ထပ်ပိုများပေါ့နော်အဲ့ပုံစံမျိုးပြောထားတယ်အခုဒီမှာတော့အမ 10cm ယူထားတယ်ဘာကြောင့်လဲသူကပခုံးကြည့်ဖြစ်တဲ့အတွက်ကြောင့်ပခုံးလေးမှာတင်စာအတွက်အမတို့ပိုပြီးယူပေးရတယ်โอเคအဲ့ဒီတော့ဒီမှာဟိုဘက်ကို1.5 ဘက်ကို1.5နဲ့ 3cm လောက်လေးဒီမှာဒီလိုလေးတွေ့ဆိုလို့ရှိရင်သူ့ပြန်ပြီးတော့မှဒီကောင်လေးနဲ့ဒီလိုလေးလာပြီးတော့မှဒီလိုပြန်ဝိုက်ပေးဒါဆိုလို့ရှိရင်မတို့ရဲ့ pattern ကဒီလိုပုံစံဖြစ်သွားတယ်နော်ဒီလိုအရှိနော်ဒီလိုပုံစံဖြစ်သွားပြီပြီးရင်မတို့ဒီတစ်ပတ်လေးအကုန်လုံးညှက်ချလိုက်မယ်ဒီလိုရပြီဆိုလို့ရှိရင်မတို့နောက်တစ်ခုကဘာလေးလာမလဲဆိုလို့ရှိရင်ဒီမှာအတွန့်စာလာမယ်နော်အဲ့တော့အဲ့ဒီအတွန့်စာကိုမတို့ဘာလေးလုပ်မလဲဆိုလို့ရှိရင်ဒီမှာသူ့ကိုဒီမှာ3မြောင်းလောက်ခွဲလိုက်ဒီမှာ1မြောင်းဒီမှာ1ကျွန်းဒီမှာတစ်ခုဆိုပြီးတော့ခွဲချလိုက်မယ်နော်အမကဘယ်နှခုယူထားလဲ1 2 3ခုပဲယူထားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်1 2 3ဆိုပြီးတော့ပဲထားလိုက်မယ်ဟိုအပေါ်ထိဆက်ပြီးတော့မယူဘူးသူ့လက်ကလေးမှာဆိုလို့ရှိရင်သူဒီနေရာမှာပို့ပြီးတော့မှအတွန့်များတယ်ဒီနေရာမှာတိတ်မရှိဘူးအကယ်၍ကိုကဒီတစ်ပြင်လုံးကိုညီလိုမြတူတွန့်ကျင်တာဆိုလို့ရှိရင်ဒီရဲ့တန်ဖိုးကိုတိုင်းပြီးတော့ဥမာပေါ့၄ပုံဆိုလို့ရှိရင်၄ပုံပုံလိုက်၄ပုံပုံပြီးတော့ညီလိုမြတူဒီမှာအတွန့်နေနဲ့ခွဲချလိုက်လို့ရတယ်ဒါပေမဲ့အမအပေါ်ပိုင်းလေးမယူဘူးသူ့တိုင်းလေးပဲအဲ့ဒါကြောင့်မလို့အမကဒီအောက်ပိုင်းလေးကိုပဲတွန့်အဲ့ဒီတော့ကြောင့်မလို့အမဘယ်ကနေခွဲချမလဲဆိုလို့ရှိရင်ဒီကောင်လေးကနေခွဲချလိုက်မယ်ပြီးရင်ဒီမှာလာတင်မယ် number 1လေးဒီမှာပြီးရင်ဒီမှာ2နဲ့1နဲ့ကြာမှာဘယ်လောက်ချမလဲပေါ့တွန်းတာဘယ်လောက်ချမလဲဆိုလို့ရှိရင်အမတို့ဘာလုပ်လို့ရလဲဆိုလို့ရှိရင်ကိုကများချင်လို့ရှိရင်ဒီမှာအများယူလို့ရတယ်နည်းချင်လည်းနည်းနည်းပဲယူလို့ရတယ်သဘောတစ်ခုကအဲ့လိုမျိုးတွေမလုပ်ချင်ဘူးကိုကသူနဲ့စားတူယူချင်တယ်ဆိုလို့ရှိရင်သူဘယ်လောက်ရှိလဲဆိုတော့တိုင်သူဒီမှာဆိုလို့ရှိရင်5.5 ရှိအဲ့5.5ရဲ့တန်ဖိုးဒီကြားမှာတစ်ခုနဲ့တစ်ခု5.5ချပြီးတော့လဲယူလို့ရတယ်အမအဲ့လိုမျိုးမယူဘူးအမကတော့ဒီမှာဒီကြားမှာ 4cm ပဲယူလိုက်မယ်နော် 4cm ပဲယူလိုက်မယ်ဘာလို့လဲဆိုတော့အရင်ကြီးအတွန့်နေအများကြီးဖြစ်နေမှာမလို့ချင်တော့နော်အဲ့ဆိုလို့ရှိရင်ဒီမှာ2လေးလာပြီးတော့မှ2နေရာလေးရောက်သွားပြီဆိုလို့ရှိရင် number 3ကိုလည်းအဲ့လိုပဲခုနလိုပဲယူလို့ရတယ်ခုနအမပြောသလိုယူလို့ရတယ်ဒါပေမဲ့အမဘယ်လောက်ယူမလဲ4ပဲယူမယ်
ဒီတကောင်တော့အမကဒီမှာ6 cm လောက်ယူလိုက်မယ်ဒီအပေါ်လေးကိုတော့6 cm လောက်ယူလိုက်မယ်โอเคအဲ့ဒါဆိုလို့ရှိရင်တို့တွေကိုလာပြီးတော့မှညှိလို့ရပါပြီဒီကောင်လေးနဲ့ဒီကောင်လေးနဲ့လာဆက်ပြီးသူနဲ့ဒီမှာလာဆက်အဲ့ဆိုလို့ရှိရင်အမတို့ပပတ်လေးညှက်ချလိုက်တော့မယ်ပြီးရင်ဒီမှာလည်းပဲအရှိမှာကအမတို့ 0.5 စားထားခဲ့တော့နောက်မှာလည်း 0.5 စားပြီနော်ဒီမှာမတို့လောက်တွေလည်းထပ်ပြီးပြီဆိုတော့မတို့ရဲ့ပတ်တန်လေးကိုပြင်ကြည့်မယ်နော်ဒါလေးကအနောက်ချမ်းလေးအနောက်ချမ်းကတော့ဒီမှာ zip ထဲမှာပြီးရင်ဒီမှာကကုတ်စာထဲမှာเนาะအမတို့ဒီအနောက်ချမ်းမှာကဒီနားလေးမှာကုတ်စာလေးပေါ့เนาะအတွင်းကုတ်စာလေးဒီမှာလာပြီးတော့မှညှက်ပေးရပါမယ်အတွင်းထဲမှာထည့်ဖို့ပြီးရင်ချုပ်စာတွေပတ်ပတ်လေးတွေပြီးရင်ဘေးတီစာခောက်စာအောက်ခောက်စာပေါ့เนาะအဲ့လိုမျိုးအမတို့အနောက်ချမ်းလေးကိုပိတ်ပေါ်မှာတင်ပြီးတော့ညှက်ပြီးတော့ချုပ်ရပါမယ်ပြီးရင်ဒီမှာကျတော့အရှိချမ်းခုနကရှင်းပြခဲ့ပြီပေါ့เนาะအရှိချမ်းကကျတော့ခုနရှင်းပြခဲ့ပြီဆိုတော့ဒီမှာဘာမှထွေထူးထပ်မပြောတော့ဘူးအခြေချမ်းကဒီလိုမျိုးလေးဒီမှာလာပြီးတော့မှအမတို့အရှုံးတွန်းလေးတွန်းလဲရတယ်ခုနပြောခဲ့ပြီအရှုံးတွန်းလေးတွန်းလဲရတယ်ကိုအရှုံးတွန်းလေးမလုပ်ချင်ဘူးသူ့လိုမျိုးပဲတွန်းချင်နေဆိုရင်လေရတယ်ဒီနေရာမှာနည်းနည်းလေးပြန်ဖြည့်ပေးပါအခုအမတော့ဒီမှာနမူနာဒီလိုလေးပဲပြလိုက်တော့မယ်ဒီမှာထည့်နေတွေ့ဒီနေရာလေးထည့်နေအဲ့နေရာလေးကိုဒီလိုလေးပြန်ဖြည့်ပေးပါနော်โอเคအဲ့ဒါဆိုလို့ရှိရင်မတော့အခုထပ်မပြတော့ပြီးတော့ရမ်းရှင်းနေမှာဆိုလို့โอเคဒါဆိုလို့ရှိရင်ရှစ်ချမ်းလေးနောက်ချမ်းလေးပြီးသွားပြီပြီးပြီဆိုလို့ရှိရင်လက်ဒီမှာကျတော့အမတို့ဒီမှာကတွန့်မယ်ပြီးရင်အဲ့ဒီတွန့်ပြီးတဲ့တန်ဖိုးကိုအရှိချမ်းပေါ့ဒီဟာဆိုလို့ရှိရင်အရှိချမ်းဒီအရှိချမ်းကိုအမတို့ဘယ်လောက်ထိကိုတွန့်ကျင်တာလဲပေါ့နော်ဒီမှာပခုံးကနေပြီးတော့မှ5 cm လောက်ပဲဒီကြားမှာ5 cm လား6 cm လားအဲ့လောက်လေးပဲတွန့်ကျင်တာလားပေါ့နော်အဲ့ဒီအနေမှာပေါ့နော်ဥပမာပေါ့ဒါပခုံးထိရှိအဲ့ပခုံးထိကနေပြီးတော့မှဒီအနောက်ချမ်းနဲ့တူတူပဲနော်နောက်ချမ်းနဲ့တူပဲအမဒီမှာတစ်ချမ်းစာကိုပဲပြအဲ့ဟာကိုဒီနားထိတွန့်ကျင်တာလားဒီနားထိတွန့်ကျင်တာအဲ့လိုတွန့်ကျင်နေဆိုလို့ရှိရင်ခုနကတော့အမတို့ယူထားခဲ့တဲ့တွန့်စာတန်ဖိုးတွေရှိရလေအဲ့မှာသူ့ကိုဝင်အောင်လို့တွန့်ပြီးရင်နောက်ဆုံးကြံပါသည်ဗာလဲအမတို့ခုနကအရှိချမ်းမှာကဥပမာမခုနကတော့နှုံကမတိုင်းခဲ့ဘူးနော်ဒါပေမဲ့ပေါ့နော်စကားအဖြစ်ပဲပြောထားခဲ့တယ်တကယ်လို့ကအရှိမတိုင်းခဲ့တာ20လား21လား23လား15လားဘယ်လောက်ပဲရပေါ့နော်ဒါတော့ကိုတိုင်းကြည့်မှပဲသိမှာဆိုတော့ရခဲ့တဲ့အဖြေကဒီမှာလာကြံရမှာနော်ဒီမှာလာကြံရမှာโอเคဒါဆိုလို့ရှိရင်ဒီဟာလေးကနှစ်ခုညှက်ပေးရမယ်ဒီကောင်လေးကခောက်ချောင်းလေးနဲ့โอเคအဲ့ဒါဆိုလို့ရှိရင်ဒီကောင်လေးကနှစ်ခုညှက်ပေးရမယ်ဒီဘက်တစ်ချမ်းရှိသေးတယ်ဒီကောင်လေးကနှစ်ခုညှက်ပေးရမယ်ဒီကောင်လေးကကျတော့ခောက်ချောင်းလေးနဲ့ဒီမှာလာညှက်ပေးရမယ်ဒီကောင်လေးကိုလည်းနှစ်ခုပါဒီဘက်တစ်ခုစာအတွက်ပါနော်โอเคအဲ့ဒါဆိုလို့ရှိရင်ဒီပတန်လေးကိုသိပါပြီလို့ထင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေနော်